သမိုင်းဆိုတာကြိုတင်စီမံထားတဲ့စစ်ပွဲတွေခေါင်းဆောင်ကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲတိဆောက်ထားတာလားမဟုတ်ပါဘူးတခါတလေမှသမိုင်းရဲ့လမ်းကြောင်းကြီးတစ်ခုလုံးကိုအလွန်သေးငယ်တဲ့မတော်တဆမှုတစ်ခုကပြောင်းလဲပြစ်နိုင်ခဲ့တာတွေရှိပါတယ်ဒီနေ့ကျွန်တော်ပြောပြမှာကတော့အဲ့ဒီမမျှော်လင့်ပဲဖြစ်ပျက်ခဲ့လို့ကဘာကြီးဒီနေ့လိုဖြစ်လာခဲ့ရတဲ့စိတ်ဝင်စားဖွယ်အကောင်းဆုံးထူးဆန်းတဲ့ဖြစ်ရဆန်၃ခုအကြောင်းကိုပြောပြပေးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ခေတ်ဆက်ဆက်ကဖြစ်ရမှန်များစွာလူသားတွေအကျိုးပြုဖို့ရာသမိုင်းဘဟုတုတ္တဆုံးလင်းစွာနေမျိုး blog မှာလာရောက်ကြည့်ရှုပါနေမျိုး blog ပထမဖြစ်ရက1453ခုနှစ်ကွန်စတန်တီနိုပယ်မြို့သိမ်းတိုက်ပွဲအကြောင်းပါအော်တိုမန်တူရကီတွေကမြို့ကိုဝိုင်းထားတာ53ရက်ထိကြာမြင့်ခဲ့ပေမဲ့မြို့ရိုးကအရန်ခိုင်မာလွန်းတာကြောင့်ဘလို့မှဖောက်လို့မရဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာအဆောက်တက်သားတယောက်ကကာကိုပေါ့လို့ခေါ်တဲ့မြို့ရိုးဘေးကတကားငယ်လေးတစ်ခုကိုပိတ်ဖို့မေးသွားခဲ့ပါတယ်အဲ့ဒါကိုတွေးရှိသွားတဲ့တူရကီစစ်သားအနှဲငယ်ကအဲ့ဒီတကားကနေခိုးဝင်ပြီးမြို့ရိုးပေါ်ကအလံကိုလဲလိုက်နိုင်ခဲ့ပါတယ်အဲ့ဒီတူရကီအလံကိုမြင်တဲ့မြို့ခံတွေကမြို့ပြက်ပြီဆိုပြီးစိတ်တက်ကြပြီးတော့အချုံပေးခဲ့ကြပါတယ်အဲ့ဒီမတော်တဆမေ့ကြံခဲ့တဲ့တကားငယ်တစ်ချက်ကြောင့်ရောမအင်ပါယာကြီးလုံးဝပြတ်တုံးသွားပြီးဥရောပရဲ့အလေခေတ်ကုံဆုံးကညင်သစ်အလင်းခေတ်ကိုစတင်စေခဲ့တာဖြစ်ပါတယ်ဒုတိယဖြစ်ရပ်ကတော့1928ခုနှစ်လန်ဒန်မြို့ကအလက်ဇန်ဒါဖလမ်မင်းရဲ့အကြောင်းပါမစ္စတာဖလမ်မင်းကအားလည်းရဲ့ခရီးမသွားခင်သူ့ရဲ့ဓာတ်ခွဲခန်းထဲကဘက်တီးရီးယားတွေမွေးထားတဲ့ပကံတွေကိုဆေးကြောဖို့မေးသွားခဲ့ပါတယ်သူပြန်လာတဲ့အခါပကံတွေမှာမှိုတွေတက်နေတာကိုတွေ့ရှိခဲ့ရပါတယ်ထူးဆန်းတာကအဲ့ဒီမှိုတက်နေတဲ့နေရာပတ်လည်မှာဘက်တီးရီးယားတွေအကုန်သေဆုံးနေခဲ့ပါတယ်အဲ့ဒီကနေပထမဆုံးပိုးသက်ဆေးဖြစ်တဲ့ပင်နီဆလင်ကိုတွေ့ရှိခဲ့တာပါအဲ့ဒီမတော်တဆမှုတာမရှိခဲ့ရင်ဒုတိယကမ္ဘာစစ်အတွင်းမှာလူသန်းပေါင်းများစွာဟာဒဏ်ရာပိုးဝင်ပြီးသေဆုံးသွားနိုင်ပါတယ်လူကြီးမင်းတို့ကျွန်တော်တို့ရဲ့ပြင်းပြသက်တမ်းကလည်းအခုလောက်ထိရှည်မှာမဟုတ်ပါဘူးတတိယဖြစ်ရပ်ကတော့1989ခုနှစ်နိုဝင်ဘာလ9ရက်စစ်အေးတိုက်ပွဲကာလအတွင်းမှာဖြစ်ပါတယ်အရှေ့ဂျာမနီအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူဂန်ဒါရှာပိုစကီကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်တကယ်တော့အစိုးရကခရီးသွားလာခွင့်ကိုဖြေလျှော့ပေးမယ်လို့ပဲကြေညာခိုင်းခဲ့တာပါသူသတင်းစာရှင်းလင်းပွဲလုပ်နေတော့သတင်းထောက်တယောက်ကအဲ့ဒါကဘယ်တော့စမလဲလို့မေးလိုက်တဲ့အခါသူကစာရွက်စာတမ်းတွေကိုကမောက်ကမလိုက်ရှာရင်းကျွန်တော်သိရသလောက်တော့အခုဆက်ရှင်းပါဆိုပြီးနှုတ်ချော်ပြီးတော့ပြောလိုက်မိပါတယ်အဲ့ဒီသတင်းကိုကြားသိတာနဲ့တောက်ချီများပြားတဲ့လူအုပ်ကြီးဟာဘာလင်တတိုင်းစီကိုစုပြုံရောက်ရှိသွားပြီးအဆောင်တွေကလည်းဘာလို့ရမှန်းမသိပဲတကားတွေကိုဖွင့်ပေးလိုက်ရပါတယ်အဲ့ဒီနှုတ်ချော်မှုကြောင့်ပဲဂျာမနီနိုင်ငံပြန်ပေါင်းစည်းသွားပြီးဆိုဗီယက်ယူနီယံကြီးပြိုကွဲဖို့လမ်းစာဖြစ်စေခဲ့ပါတယ်ဆိုတော့လူကြီးမင်းတို့သိကြတဲ့အတိုင်းပါပဲသမိုင်းဆိုတာအမြဲတမ်းကြီးကျယ်ခမ်းနားတဲ့အစီအစဉ်တွေနဲ့တိဆောက်ထားတာမဟုတ်ပါဘူးမိကြံခဲ့တဲ့တကားတစ်ချက်မဆေးကြောရသေးတဲ့ဗကန်တလုံးနှုတ်ချော်သွားတဲ့စကားတစ်ခွန်းကလည်းကဘာကြီးကိုပြောင်းလဲပြစ်နိုင်ပါတယ်လူကြီးမင်းတို့ရောကိုဘွားမှာသမိုင်းကိုပြောင်းလဲစေနိုင်မဲ့မတော်တဆမှုမျိုးကြုံဖူးကြလာဗျကိုမမဝင်ရောက်မှတ်ချက်ပေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ